ဘာပေါ်မှာတရုတ်နိုင်ငံဆိုရင်လူဦးရေတန်းပေါင်း1400ရှိနေပြီမို့လို့အင်အားကြီးနိုင်ငံတစ်နိုင်ငံဆိုရင်လည်းမမှားပါဘူးခင်ဗျာတရုတ်နိုင်ငံဆိုရင်ဖွံ့ဖြိုးတိုးတက်အောင်လို့နှစ်ရှည်လများစူးစမ်းရုန်းကန်ပြီးတဲ့နောက်မှာယနေ့ခေတ်မှာဆိုရင်တော့ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ဖွံ့ဖြိုးတိုးတက်မှုမှာဆိုရင်လည်းတပြေးညီဖွံ့ဖြိုးတိုးတက်အောင်လို့စနစ်တကျနဲ့စီစဉ်ဆောင်ရွက်ခဲ့တာကြောင့်ဘယ်နေရာကိုပဲကြည့်လိုက်အဆင့်တန်းမြင့်မားစွာနဲ့ရပ်တည်နေတာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ဆောင်းပါးရှင်ကတရုတ်နိုင်ငံမြို့တော်ပေကျင်းရောက်ခိုင်သူမြင်တွေ့တာတွေကိုမျှဝေပေးခြင်းတဲ့ဆန္ဒနဲ့ဒီဆောင်းပါးကိုရေးသားခဲ့တာလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒီဆောင်းပါးထဲမှာဆိုလို့ရှိရင်တော့ဆောင်းပါးရှင်မျက်မှောင်ဆိုးကပေကျင်းလမ်းမပေါ်ကကားရောင်စုံများစွာဆိုပြီးတော့ရေးသားထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီအကြောင်းအရာကိုတော့ဆွေမျိုးပေါဖော်မဂ္ဂဇင်းမှာရတာအစုံစုံတုတပုံပုံအစီအစဉ်ကနေပြီးတော့တော်ရုံးမောင်နှမနှစ်ယောက်ကတင်ဆက်ပေးသားမှာဖြစ်ပါတယ်မြောက်ရီရုံမြင့်တန်ကြားပြည်သက်များရှင်ဆောင်းပါးထဲမှာဆိုရင်တော့ဆောင်းပါးရှင်ကသူတဲခိုတဲ့ဟိုတယ်အပေါ်စီးကနေပြီးတော့အောက်ကိုလှမ်းကြည့်လိုက်တယ်ဆိုရင်ပဲကားလမ်းမပေါ်မှာကားရောင်စုံများစွာကားအမျိုးအစားများစွာဆိုရင်တော့ပရွဲစိတ်အုံကိုဒုံနဲ့ထိုးလိုက်တယ်လို့ပဲတရွရွနဲ့သွာလာနေကြတဲ့မြင်ကွင်းရာဆိုရင်တော့မျက်စိတဆုံရှုမဆုံးပါပဲဆိုပြီးတော့သူမြင်တွေ့ကြရတဲ့အကြောင်းအရာတွေကိုဖွင့်နေပြီးတော့ရေးသားထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ကားတွေကြီးပဲလားဆိုတော့လေကားတွေကြီးပဲမဟုတ်ပါဘူးဆိုင်ကယ်တွေစက်ဘီးတွေလူတွေကလည်းသူ့လမ်းနဲ့သူသွားလာနေကြတာပဲဖြစ်ပါတယ်ဒီထဲမှာထူးခြားတဲ့တစ်ချက်ကတော့ကားတွေကတစ်စီးနဲ့တစ်စီးကြော်တက်တာပြိုင်မောင်းတာဖြတ်ခွေတာတွေလည်းမတွေ့ရဘူးတဲ့ကားကြီးရလဲကားကြီးလမ်းကားသေးရလဲကားသေးလမ်းဆိုင်ကယ်စက်ဘီးတွေလူတွေကလည်းသူ့လမ်းနဲ့သူသွားလာနေကြတာပဲဖြစ်ပါတယ်အခုလိုမျိုးသူ့လမ်းနဲ့သူ့စီကံနဲ့သွာလာနေကြတာကိုရင်စည်းကမ်းစနစ်ကိုအလိုလိုဖြည့်ရှင်းပြီးသားဖြစ်သွားတယ်ဆိုပြီးတော့ဖွင့်နေပြီးတော့ရေးသားထားတာပဲဖြစ်ပါတယ်တရုတ်နိုင်ငံဆိုတာလူဦးရေများပြားတဲ့နိုင်ငံတန်းပေါင်း1300ကျော်1400နီးပါးရှိတဲ့နိုင်ငံကြီးမြို့တော်ပေကျင်းတစ်မြို့တည်းနဲ့ကိုလူဦးရေ22တန်းနေထိုင်တဲ့မြို့ကြီးဖြစ်တယ်ဒီလိုလူတွေများပေမဲ့လည်းသူတို့တွေကသူ့လမ်းနဲ့သူသွားလာနေကြတာစပိန်တက်နိုင်တဲ့သူကစပိန်စီးတယ်ဆိုင်ကယ်တက်နိုင်တဲ့သူကဆိုင်ကယ်စီးတယ်ဘတ်စကားစီးကျင်တဲ့သူကတော့ဘတ်စကားစီးသွားတယ်ကိုပိုင်ကားဝယ်စီးနိုင်တဲ့သူကြတော့ကိုပိုင်ကားနဲ့ငိမ့်ငိမ့်လေးသွားကြတယ်ဆိုပြီးတော့စောင်းပါရှင်ကရေးသားထားပါတယ်တကယ်တော့လမ်းဆိုတာဘာလဲဒါကျွန်တော်တို့စဉ်းစားသင့်တဲ့အချက်ပေါ့လမ်းဆိုတာလူတွေအားလုံးနဲ့ဆိုင်တယ်ဒီလမ်းကိုအသုံးပြုနိုင်ရမယ်အားလုံးကလည်းပေါ့ဒီလမ်းပေါ်မှာဆိုင်ကယ်တွေရေတွေစက်ဘီးတွေအားလုံးကလည်းအဆင်ပြေချောချောမွေ့မွေ့နဲ့သွားလာနိုင်ရမယ်အဲ့လိုသွားလာနိုင်ဖို့ဆိုရင်ဒီလမ်းတွေကလည်းကောင်းမွန်ရမယ်လမ်းအသုံးပြုမှုတွေလမ်းစီမံခန့်ခွဲမှုတွေကလည်းမှန်ကန်ရမယ်ပြီးတော့ဒီလမ်းကိုအသုံးပြုသူတိုင်းကလည်းဒီလမ်းစည်းကမ်းကဘာလဲရင်စည်းကမ်းကဘာလဲဆိုတာကိုသိသိချာချာသိရမယ်တိယုံနဲ့တင်မရဘူးဒီလမ်းစည်းကမ်းရင်စည်းကမ်းကိုလည်းတိတိကျကျလိုက်နိုင်ရမယ်ဒါမှသာဒီလမ်းကိုအသုံးပြုသူတိုင်းကလိုရာခီးကိုရှော့ရှော့ရှူရှူနဲ့တွားရောက်နိုင်မှာလည်းဖြစ်ပါတယ်ဒါဘောကိုဖြိုရဲ့စောင်းမရှင်ကထပ်ပြီးတော့ဖော်ပြထားတဲ့အကြောင်းအရာတွေကဆိုလို့ရှိရင်ပေါ့နော်တရုတ်နိုင်ငံပေကျင်းမြို့မှာရှိတဲ့လမ်းမကြီးတွေကလမ်းမအကျယ်ကြီးတွေပေါ့ဒါပေမဲ့သူမြင်တွေ့ခဲ့ရတာကတော့ဒီလူနေရာကပေကျင်းတစ်မျိုးလေလားဆိုတော့လည်းမဟုတ်ပါဘူးပေါ့နော်သူရောက်ခဲ့တဲ့ဟန်ကျိုးတို့ရှာဟိုင်းတို့မှာဆိုလို့ရှိရင်လည်းအခုလိုမျိုးပဲပေါ့နော်လမ်းမအကျယ်ကြီးတွေပဲအားလုံးသွားလာနိုင်တယ်ဆိုင်ကယ်ရလဲဆိုင်ကယ်လမ်းစပိန်ရလဲစပိန်လမ်းလူကလဲလူသွားလမ်းဆိုပြီးတော့သွားလာနိုင်တယ်တဲ့အခုလိုမျိုးလှုပ်ပေးထားတာဆိုတာဘာဖြစ်သွားနိုင်လဲဆိုတော့တဲ့ဒီလိုမျိုးတနေရာနဲ့တနေရာမရှုပ်တော့တဲ့ခါကျတော့မျက်စိရှုပ်တာတွေပေါ့နော်ပြီးလို့ရှိရင်ဟိုကြည့်ရတယ်ဒီကြည့်ရတယ်ကားကိုရှောင်ရတဲ့အန်ရမျိုးတွေလည်းမရှိတော့ဘူးတဲ့ဒါတွေကဘယ်လိုစနစ်တွေမှာကောင်းသွားနိုင်လဲဆိုတော့တဲ့သူကလမ်းစီမံခန့်ခွဲမှုစနစ်တွေလမ်းသုံးချမှုစနစ်တွေကောင်းမွန်သွားနိုင်တယ်သူတို့စီကလမ်းတွေကအကျယ်ကြီးတွေပဲပြီးတော့ရှစ်လမ်းသွားလောက်ရှိတယ်အဲ့ဒါဟိုမှာအသွားလမ်းအပြန်လမ်းဆိုပြီးတော့လည်းခွဲထားသေးတယ်အိမ်စီးကားလို့ကားလမ်းတွေကအလဲလန်းနေပြီးတော့သွားတယ်ဘတ်စကားတွေကားကြီးတွေကအတွင်းပလက်ဖောင်းကနေပြီးတော့ကတ်မောင်းနေအပြင်ပလက်ဖောင်းနဲ့ကတ်နေတဲ့လမ်းကစပိန်တွေဆိုင်ကယ်တက်ထားပြီးထားတဲ့လမ်းဒါကြောင့်မို့လို့အားလုံးကသူ့လမ်းနဲ့သူမောင်းတာဆိုတော့ရင်ကျော်စနစ်ကလည်းရှင်းပြီးသားဖြစ်သွားတယ်နောက်ထပ်ထူးခြားတဲ့တစ်ချက်ကတော့ကားတစ်စီးနဲ့တစ်စီးကကတ်မောင်းတာလည်းမတွေ့ရဘူးကားတစ်စီးနဲ့တစ်စီးကအနည်းဆုံး9ဘိလောက်ကိုခွာပြီးတော့မောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်လို့မတော်တဆရင်တိုင်းမှုဖြစ်ခဲ့တယ်ဆိုရင်တော့မှဒီလိုမျိုးစင့်ကဲတိုက်တဲ့ရင်တိုင်းမှုတွေနည်းသွားတယ်ဆိုပြီးတော့ဆောင်းမရှင်ကသူ့ရဲ့မြင်ကွင်းတွေကိုပြောပြထားတာပါ
ပြီးတော့ဒီလူကြီးထူထပ်တဲ့မြို့ကြီးတွေမှာဆိုရင်ကျွန်တော်တို့ပလက်ဖောင်းကတိတ်ကိုအရေးကြီးတယ်ပလက်ဖောင်းဆိုတာဒီလူအများလမ်းလျှောက်သွားနိုင်တဲ့ပလက်ဖောင်းမျိုးပေါ့ပြီးတော့အဲ့ဒီပလက်ဖောင်းတွေသူတို့စီမှာဆိုရင်လူသွားလမ်းတစ်လျှောက်မှာတစ်ပင်လေးတွေစိုက်ထားတယ်ဒီတစ်ပင်တွေကကျွန်တော်တို့လမ်းလျှောက်သွားတဲ့လူပေါ့ဒီပလက်ဖောင်းပေါ်မှာလမ်းလျှောက်သွားတဲ့လူပေါ့အပေါ်ကနေပြီးတော့ထီးနဲ့အုပ်မိုးပေးနေသလားလို့တော့မှထင်ရတယ်ပေါ့ပြီးတော့အပင်တွေအကုန်လုံးကိုကြည့်လိုက်ရင်အပင်လေးတွေအကုန်လုံးကစိမ့်စိမ့်ဆူဆူလေးတွေပြီးတော့အရွယ်တော်လေးတွေပေါ့သူ့အနေထားနဲ့သူဒီလမ်းလျှောက်သွားတဲ့လူတွေအကုန်လုံးအုပ်မိုးပေးထားဒီလိုမျိုးလေးပေါ့သူတို့လမ်းတွေပေါ်ကြည့်လိုက်ရင်ကျွန်တော်အမိုက်ကတွေ့ကိုမတွေ့ရဘူးပေါ့လမ်းတန်ရှင်းလုပ်တဲ့သူကလည်းအမြဲတမ်းလိုတစ်ပြက်စီးတစ်ချောင်းကာပြီးတော့သူတို့ကဒီလမ်းပေါ်မှာအမိုက်တွေတိန်းနေတန်ရှင်းလုပ်ကြတယ်တညက်နေမှာပေါ့ဆောင်းပါရှင်တွေ့တာကြတော့အမျိုးသမီးတယောက်ကခွေးကြောင်းလာတာအဲ့ချိန်မှာသူ့ခွေးကအမှတ်မထင်မစင်ဆွန့်လိုက်တယ်အဲ့ချိန်မှာအဲ့မျိုးသမီးကချက်ချင်းပဲသူ့မှာပါလာတဲ့စက်ကူတို့တစ်ရှူးတို့နဲ့ဒီဟာကိုကောက်ပြီးတော့အမိုက်ပုံးနဲ့ထည့်လိုက်တယ်ပေါ့ဒါဆိုရင်လည်းတော်တော်လေးကိုအတူယူစရာကောင်းတယ်လို့တော့ကျွန်တော်ကတော့ထင်တယ်သူတို့ကအိမ်မွေးတိရစ္ဆာန်တွေမွေးမြူတဲ့သူတွေကိုတီးခြားဒီကိစ္စနဲ့ပတ်သက်ပြီးတော့တင်တန်းတွေပေးထားတယ်လို့လည်းသိရတယ်ပေါ့။တန်းချို့မှာဆိုရင်လည်းဒီအရာတွေနဲ့ပတ်သက်လို့ပညာပေးဆိုင်းဘုတ်တွေလည်းတော်တော်များများလေးပြသပေးထားတယ်။ကောင်းပါတယ်နိုင်ငံသားတစ်ယောက်ကလည်းနိုင်ငံကြီးသားပြည်သားဖို့လိုအပ်တယ်ဒါဌာနဆိုင်ရာတွေအဖွဲ့အစည်းတွေဘက်ကလည်းသူတို့လုပ်ပေးရမယ့်တာဝန်တွေနဲ့လုပ်ပေးထားတဲ့အခါကျတော့နိုင်ငံအတွက်ပေါ့နော်ပလက်ဖောင်းတွေလမ်းနေမဟုတ်ဘဲနဲ့အရာရာလှပပြီးတော့တကယ်ကိုကျမတို့နိုင်ငံအတွက်ကိုလည်းဒါအားကြပြီးတော့အတူယူစရာကောင်းတဲ့အချက်တွေပေါ့နော်ကိုဖြူဆောင်းမရှင်ထပ်ပြီးတော့ရေးသားထားတာကိုလည်းပြောပြချင်ပါသေးတယ်။ဆောင်းမရှင်ကဘတ်စကားတွေနဲ့ပတ်သက်ပြီးတော့လည်းသူတွေ့ရမြင်တာတွေလည်းသူပြောပြချင်သေးရဲ့ဆိုပြီးတော့ဒီမှာပြောထားတယ်ပေါ့နော်။ပေကျင်းမြို့မှာတဲ့ဘတ်စကားစီဘယ်လောက်ရှိတယ်လဲတော့မသိဘူးတဲ့။လိုင်းပေါင်း400ကျော်ရှိတာတော့သိတယ်တဲ့။လိုင်းနံပါတ်တွေကလည်းမီးပုတ်တွေနဲ့လှုပ်ထားတာဆိုတော့အဝေးကနေပြီးတော့လည်းလှမ်းမြင်နိုင်တယ်။နောက်တစ်ချက်ကဆိုလို့ရှိရင်တော့အပြရောင်ဘတ်စကားကြီးတွေထိတ်မှာတဲ့မီးပုတ်နံပါတ်တွေကိုအနီရောင်နေနဲ့ရေးသားတော့အဝေးကနေလှမ်းကြည့်လိုက်မယ်ဆိုထင်းကနေရှင်းကနေမြင်တွေ့နိုင်တယ်ပေါ့နော်ပြီးတော့ဘတ်စကားကြီးတွေမှာနှစ်စီးတွဲကြီးလည်းရှိတယ်တချို့ဆိုလို့ရှိရင်တော့နှစ်ထပ်ဘတ်စကားကြီးတွေကိုလည်းမြင်တွေ့နိုင်တယ်ချောင်ချောင်ရှိရှိလည်းစီးသွားနိုင်တယ်စပိန်တို့ဆိုင်ငယ်တို့စီးဝင်ပေးထားတာဆိုတော့ဘတ်စကားစီးတဲ့သူတွေလည်းနဲသွားတယ်ပြီးတော့ဘတ်စကားတွေကိုမောင်းတာစီးနဲ့မောင်းတာမဟုတ်ဘူးကောင်းကင်တက်ကြိုးနဲ့ချိတ်ပြီးတော့မောင်းတယ်အခုလိုမျိုးစီစေးကြီးတဲ့အချိန်မှာပို့ပြီးတော့အဆင်ပြေနိုင်တယ်ပေါ့နော်သူတို့တိုင်းပြည်ကစွမ်းရည်လုံလောက်တဲ့အတွက်မလို့ဓာတ်ကြိုးချိတ်ပြီးတော့မောင်းနိုင်တယ်ပြီးတော့လမ်းတွေပေါ်မှာဆိုလို့ရှိရင်လေကားတွေကိုဟိုနေရာမှာထိုးပြီးတော့ရက်လိုက်တာတွေဒီနေရာမှာထိုးပြီးတော့ရက်လိုက်တာတွေလည်းမတွေ့ရဘူးသူရက်ရမယ့်ကားက strand မှာရက်တယ်ကုမ္ပဏီကားတွေအင်စီကားတွေဟိုတယ်ကားတွေဆိုလို့ရှိရင်တော့ကိုယ်ပိုင်ခြံဝန်းထဲမှာပဲရက်တယ်အပြင်နေလမ်းမပေါ်မှာပလက်ဖောင်းတွေမှာရက်ထားတာလည်းမတွေ့ရအဲ့တော့ land job စနစ်တွေကလည်းရှင်းတယ်ပေါ့နော်အခုလိုမျိုးသူ့နေရာနဲ့သူပေါ့နော်သူ့စီကံနဲ့သူစနစ်နဲ့သူလုပ်ပေးထားတဲ့အခါကျတော့နောက်ဆုံးခီးသွားပြည်သူတွေဘတ်စကားစီးတဲ့သူတွေအတွက်လည်းချောင်ချောင်ကြည့်ကြည့်လဲစီးနိုင်တဲ့အတွက်စနစ်ကျနာတာပေါ့နော်နိုင်ငံအတွက်ကိုတကယ်ကိုလိုအပ်တဲ့အကြောင်းအရာတွေပါဒါပေါ့တို့ရဲ့စနစ်တွေကိုကြည့်လိုက်မယ်ဆိုရင်တို့ကဒီဖွံ့ဖြိုးတိုးတက်မှုစနစ်အပိုင်းမှာစနစ်တကျနဲ့စီစဉ်ဆောင်ရွက်ထားတဲ့စီမံခန့်ခွဲမှုလည်းကောင်းတယ်တို့နိုင်ငံသားတွေရဲ့တဦးချင်းလိုက်နာမှုဒီစီကံတွေပေါ့လိုက်နာမှုကလည်းအားကောင်းတာကိုတွေ့ရတာပေါ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်တို့အနေနဲ့လည်းဒီလိုမျိုးအဆင်ပြေပြေချောချောမွေ့မွေ့နဲ့သွာလာနိုင်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဟုတ်ပါတယ်ကိုဖြိုးကြီးဒါဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ပေါ့နော်အားကြအတူယူစရာကောင်းတဲ့အချက်တွေကိုကျမတို့လိုဖွံ့ဖြိုးဆဲနိုင်ငံတွေကအများကြီးလိုက်ပြီးတော့နင်းစနာယူပြီးတော့လိုက်နာကျင့်သုံးတတ်တာပေါ့နော်ဒါပေါ့ပြီးတော့သူတို့စီကကားလမ်းမှာလည်းတစ်ဖက်ကိုအနည်းဆုံး၄လမ်းသွား6လမ်းသွားလမ်းမှာတွေဆိုတော့ကားလမ်းတစ်ဖက်ချက်ကိုဖြတ်ကူးရတဲ့ underpass တွေပေါ့မြေအောက်ဖြတ်ကူးလမ်းတွေထားပေးထားတယ်ဒါလည်းကျွန်တော်တို့လမ်းအန္တရာယ်ကင်းရှင်းမှုကျွန်တော်တို့အန္တရာယ်ကင်းရှင်းမှုအတွက်အဓိကလိုအပ်တဲ့လိုအပ်ချက်တစ်ခုပဲပေါ့ပြီးတော့သူတို့လမ်းတန်ရှင်းမှုနဲ့ပတ်သက်ပြီးတော့လည်းသူတို့ကအမိုက်ဆွန့်ပစ်တဲ့စနစ်တွေအမိုက်သိမ်းဆည်းတဲ့စနစ်တွေပြီးတော့အမိုက်ကနေထွက်လာတဲ့ဆယ်တင်စနစ်စတာတွေကိုသူတို့ကတေးသေးချာချာလေးစီမံပေးထားတယ်ပြီးတော့လမ်းပေါ်မှာတန်ရှင်းရေးဝန်ထမ်းကယူနီဖောင်းအပြည့်အစုံနဲ့လမ်းတန်ရှင်းရေးရင်ကိုမောင်းပြီးတော့အလုပ်လုပ်နေတာကိုလည်းတွေ့မြင်ခဲ့ရတယ်ပြီးတော့ဒါကတော့တိုင်းပြည်ချမ်းသာပြီးတော့ဥပဒေစည်းကမ်းတွေကိုတိုင်းနာကျင့်သုံးနိုင်တဲ့အတွက်ဒီဥပဒေတွေကိုကောင်းမွန်စွာလိုက်နာတဲ့အသီးအပွင့်လို့ကျွန်တော်တို့ပြောနိုင်တာပေါ့ပြီးတော့တိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံတွေကစည်းကမ်းရှိတယ်ဤတန်းတွေကိုလည်းရှားဖွေတယ်စီကံနီတန်အားသာမှုကတော့ကျွန်တော်တို့ဒီဖွံ့ဖြိုးတိုးတက်မှုရဲ့အဓိကအားသာချက်ဆိုပြီးတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့ကိုယ်နိုင်ငံကိုယ်ဒေသအတွက်ဆောင်ရွက်ဆရာတွေကိုလည်းခေါင်းထဲရောက်လာခဲ့ပြီးတော့ကျွန်တော်သူတို့နိုင်ငံကိုကြည့်ပြီးတော့ငါတို့နိုင်ငံအနေနဲ့လည်းဒီစီကံတွေကိုတဦးတယောက်ချင်းစီကဘယ်လိုမျိုးလိုက်နာမယ်ဘယ်လိုမျိုးတဦးတယောက်ချင်းစီကလိုက်နာရင်ဒီလိုဖွံ့ဖြိုးတိုးတက်မယ်ဆိုတော့လည်းကျွန်တော်မြင်တွေ့ခဲ့ရပါတယ်
ဟုတ်ပါတယ်ကိုဖြိုကြီးဘာကြောင့်လဲဆိုတော့ဆောင်းမရှင်ကသူမြင်တွေ့ခဲ့ရတဲ့အချက်တွေကိုပေါ့နော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအနေနဲ့လည်းဒါအတူယူသင့်တယ်ဆိုတာကိုပြောချင်တာပါနိုင်ငံနိုင်ငံကောင်းမှုအတွက်ကတဦးတယောက်တည်းကောင်းအောင်လည်းမရဘူးပေါ့နော်တဦးတယောက်တည်းကောင်းအောင်လည်းမဟုတ်ပဲနဲ့အဖွဲ့အစည်းတစ်ခုတည်းလည်းကောင်းနေုံနဲ့လည်းမရဘူးပေါ့နော်တဦးတစ်ယောက်ချင်းစီမှဒီအဖွဲ့အစည်းကနေမှတနိုင်ငံလုံးကောင်းမှကျွန်တော်တို့နိုင်ငံကလည်းဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်ကိုရောက်ရှိလာမှာဆိုတော့နီးစနစ်အချက်လက်တိုင်းကိုဒါကတော့အတူယူပြီးတော့အားကြရုံနဲ့လည်းမရဘူးလေနော်အတူယူလိုက်နာဆောင်ရွက်တဲ့အချက်တွေပဲဖြစ်ပါတယ်ဟုတ်ပါတယ် ဒါဆိုရင်ဥပဒေစီမင်းစည်းကမ်းတွေကိုတိတိကျကျလိုက်နာလို့ရရှိတဲ့အကျိုးကျေးဇူးတွေအသေးပွင့်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်းကလည်းစီမင်းစည်းကမ်းတွေကိုတိတိကျကျလိုက်နာကြတယ်နိုင်ငံတော်ကလည်းဒီလိုတိုးတက်မဲ့ဥပဒေစီမင်းတွေကိုချမှတ်ထားတယ်ပေါ့ဒါကြောင့်စည်းကမ်းနည်းလမ်းအားသာမှုကကျွန်တော်တို့တိုးတက်ဖွံ့ဖြိုးမှုခင်မီဖွံ့ဖြိုးတိုးတက်မှုရဲ့အဓိကတော့ချက်ဆိုပြီးတော့စောင်းဝါရှင်ကသူကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရတာကိုဖော်ပြထားတယ်ဒါကြောင့်ဒီ season ကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတွေကလည်းကျိုးနိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက်နိုင်ငံတော်ကချမှတ်ထားတဲ့စီမင်းဥပဒေတွေကိုတိကျစွာလိုက်နာပြီးတော့နိုင်ငံကြီးသားပြည်သားစွာလိုက်နာမယ်ဆိုရင်တို့နိုင်ငံနေနဲ့လည်းအနည်းနဲ့အမြန်ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်အဖြစ်ကိုရောက်ရှိမယ်ဆိုတာအေကံမုတ်ချပဲဖြစ်ပါတယ်ခင်ဗျာညရမြင့်တန်ကြားပရိသတ်များရှင်အဲ့လိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆောင်ရွက်တဲ့အခါမှာတနိုင်ငံလုံးစိတ်တူကိုယ်တူနဲ့စီလုံးညီညွတ်ခြင်းစီစနစ်ကြနာခြင်းလူစွမ်းအရင်းမြစ်တွေကိုမှန်ကန်စွာလေ့ကျင့်ပြထောင်ခြင်းပြောင်းလဲတိုးတက်လာတဲ့ဤပညာတွေကိုအချိန်နဲ့တပြေးညီပေါ့နော်ဆောင်ရွက်တတ်ခြင်းစတဲ့အချက်တွေကြောင့်ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုပရိသတ်တွေသိရှိနိုင်စေဖို့အတွက်ပေကျင်းလမ်းမပေါ်ကားရောက်စုံများစွာဆိုတဲ့ဆောင်းပါးတွေမှာဆိုရင်တော့ဆောင်းပါးရှင်မြင့်မောင်ဆိုရေးသားထားတာကိုဒီကနေ့မှာတော်တို့မောင်နှမနှစ်ယောက်ကနေပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။တော်တို့ရဲ့အစီအစဉ်ကိုအပတ်စဉ်တိုင်းမှာထုတ်လင်းတင်ဆက်ပေးနေရဖြစ်ပါတယ်။နောက်ဘက်တွေမှာလည်းပရိသတ်တွေအတွက်ဘုသူတရစရာအကြောင်းအရာကဏ္ဍစုံလင်ကိုထပ်မံပြီးတော့ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တော်တို့ရဲ့အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။